ကိုရွာပြန်လာတယ်အေးကွာဟိုကိုမအခြေသိမ့်မရဘူးငါညူလေးတယ်ရှိလို့လာတာဘာမင်းလို့လဲကိုဟိုကိုကြီးမရှိတော့မှရွာထဲကလူတွေကကိုကြီးကြောင့်ပါတယ်နေပြီရွာထဲကဘယ်သူမှတော့မမင်းဘူးဒါပေမဲ့တကြီးဥပတာလူကတော့ကိုကြီးကိုတိတ်မသိငါတို့ပဲပြီးတော့ရွာထဲမှာပလိတ်တွေလည်းရောက်အဲ့ဒါထားလိုက်ပါဟိုနောက်ကိုကိုကြီးကြောင့်ဘယ်သူပဲလာမေးမေးဟိုမရှိဘူးမသိဘူးလို့ပြောလိုက်တော့ဟုတ်ကဲ့ပါကိုကဲအဲ့ဒါကိုသွားတော့မှာကွာအခုချလာခဏဘာလို့ကိုတော်ထဲမှာစားဖို့အတွက်ညီလေးကြီးကကြောက်တယ်လုပ်ပေးထားတယ်ဒီလိုငန်းကြီးကိုတော်လားဟုတ်ရောကဲရဲဘော်တို့အခုတလောငါတို့လှုပ်ရှားနေတဲ့ဒီနယ်မြေမှာလင်းယုံနီးဆိုတဲ့အင်္ဂလိပ်အစိုးရဘက်ကတကိုယ်တော်လူသက်သမားတယောက်တော်တော်ကိုတောင်းရမ်းနေလို့ကြားတယ်ကွာဟုတ်မဟုတ်တော့မသိဘူးကွာတနက်ကောဓာတ်ရောပြီးတယ်သူဖြိုခွင်းလိုက်လို့တော်လန်ရေးအဖွဲ့ငယ်တော်တော်များများလည်းပြက်စီးပြိုပွဲပေါ့အဲ့တော့ငါတို့အဖွဲ့တွေလည်းအဒီဝရိယနဲ့နေကြပါကင်းတွေကိုလည်းစခန်းအတွင်းကြီးတေချာစောင့်ကြကြဘာမေးတာရှိသေးလဲဟုတ်လင်းယုံနီတော့ပဲကွာမရောက်လာငွေကလောက်ကြခံရတဲ့တင်ကြခဲ့ရရာဇိုးကောင်တင်မင်းအတွက်ဆိုပြီးပြေးသွားတာဒီထက်ကငါရပိုင်ခွင့်တောင်းလို့
ဟိုခင်ဗျားတို့တွေကျုပ်ကိုဓမြတိုက်လို့ရှင်လေကျုပ်မဘာမှမပေါ့ဘူးဗျာဟိုခင်ဗျားတို့တွေညွန့်မြတ်ရမယ်ဆိုရင်မလို့ချုံလားဗျာ ဘာလာပြောနေရလဲ ဟာဟုတ်တယ်ဗျာကျုပ်အဖိုးပေးခဲ့တဲ့မြေပုံတိုင်းဒီတော်တွေကိုရတနာတိုက်လာရှာတာဗျာ ဟာရရတာ ဟိုခင်ဗျားတို့တွေအဲ့ဒီရတနာတိုက်ကိုဝိုင်းရှာပြီးမှဆိုရင်ကျုပ်ကြောက်ဝက်ပေးမယ်ဗျာ ဟဲ့မင်းတကယ်ပြောတော့ တကယ်ပြောတော့ပါဗျာဟိုအဲ့ဒီရတနာတိုက်ကဒီနောက်နဲ့ဆိုရင်တိတ်မဝေးတော့ဘူးဗျာဟိုခင်ဗျားတို့တွေကျုပ်ကိုကူညီပါနော် ရဲဆိုပြီးတော့မင်းကငါတို့မတက်တော့ဘူးငါတို့အတူတူရှာမယ် ဟုတ်ကဲ့ ဟာရှာ ရှင်သတိရလာပြီလား ကျုပ်ဘယ်ရောက်နေရလဲဗျာပလိတ်ပလိတ် တိတ်ကိုညင်ညင်ထားပါရှင်ပလိတ်တွေလည်းမရှိတော့ပါဘူးအခုရှင်ရောက်နေတာကျမရဲ့စခန်းမှာပါ စကန်ဘာစကန်လဲဗျာဟိုဒါနဲ့ခင်ဗျားတို့တွေကဘာလုပ်နေလဲ ကျမတို့ကမျိုးချစ်တော်လိုင်းရဲ့အဖွဲ့တွေပါဒီစခန်းမှာကျမကခေါင်းဆောင်ကျမရဲ့နာမည်ကရမော တော်လိုင်းသမားတွေ ဟုတ်တယ်မနေ့ကတိုက်ပွဲမှာရှင်ကကျမတို့ဘက်ကနေပြီးတော့ပလိတ်တွေကိုတိုက်ခိုက်တာကိုကျမလည်းတွေ့ပါတယ် မနေ့ကဖြစ်တဲ့တိုက်ပွဲကခင်ဗျားတို့နဲ့ဖြစ်တာပေါ့ ဒါနဲ့ရှင်ရဲ့နာမည်က ကျုပ်နာမည်ထွန်းလင်းပါနေချက်တွေကိုမုံဒီလုံးလို့တကူတော်လိုင်းလုပ်နေတဲ့သူတွေဟာပြီဗျာကျုပ်ကိုအသက်မသိအောင်ကယ်တင်ပေးတဲ့အတွက်ခင်ဗျားတို့ကျေးဇူးအများကြီးတင်ပါတယ် မနေ့ကရှင်နဲ့တိုက်ခိုက်တဲ့သူကလင်းယုံနေတဲ့ကျမအဲ့ဒီလင်းယုံလေးကိုတတ်ချင်နေတာ လင်းုံနေ ဟုတ်တယ်သူ့ရဲ့နာမည်ကလင်းယုံနေသူကပလိတ်ဘက်ကနေပြီးတော့ကျမတို့မျိုးချစ်တော်လိုင်းရေးသမားတွေကိုပဲလိုက်တက်နေတာဖြစ်နိုင်ရင်ရှင်ကျမတို့နဲ့ပူးပေါင်းပါလားရှင်အသက်အန္တရာယ်အတွက်လည်းလုံခြုံစိတ်ချမှုရှိသွားတော့ မလိုပါဘူးကျုပ်အသက်အန္တရာယ်အတွက်ကျုပ်ကိုကြည့်ရှောင်လိုက်ပါ ဟုတ်ဒါမဲ့ရှင် စိတ်လျှော့လိုက်ပါကျုပ်ရဲ့ခံယူချက်ကိုကျုပ်ဘယ်တော့မှပြင်မှာမဟုတ် ကောင်းပြီလေအဲ့ဒါဆိုရင်လေရှင်တန်ရန်တက်တာတဲ့အထိဒီစကားမှနေပေါ့တန်ရန်တက်တာတော့မှရှင်ကြိုက်တယ်လို့ဆုံးဖြတ်ပေါ့ ဗျာဟောဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ကျွန်တော်ဆောင်လိုက်ပါမယ်ခင်ဗျဘာလို့မြင်ဖြစ်နေလဲအဲ့ဒါဒုက္ခပါပဲကွာနေမြေရှင်းလင်းရင်းသွားတယ်ပလိတ်ဘွက်တစ်ဖွဲ့လမ်းမှာခြုံကိုတိုက်ခိုက်ခံရတယ်ကွာ ခြုံကိုတိုက်ခိုက်တာဆိုတော့အဲ့တူတွေကဘယ်သူတွေဖြစ်နေမလဲအဲ့ဆိုင် တော်လိုင်းသမားကြီးကဓမြကောင်တွေပေါ့ကွာ တမရရ အဲ့စားပြီတောင်းစားနာမှာလူကြောက်မတင်ကတွေ့လို့ခေါ်လာပါတယ် မင်းနေမှာပြီလေ ဟာဟိုကျုပ်နာမည်ကမိုးဆွေပါဆရာ မိုးဆွေမင်းမတူလေဘယ်ရလာ ကျုပ်ကကန်ဦးရွာပါကျုပ်တို့ရွာမှာအလောက်ကန်ရှားပါတာနဲ့ဟိုအလောက်ကန်လေးများရမလားဆိုပြီးတော့မြို့တက်လာခဲ့တာဗျအခုချိန်ကြီးတော့ကျုပ်မှဘာအလုံးမှမဖြစ်သေးဘူးဆရာရဲ့ အဲ့စားပြီကြာကိုတက်ဆယ်နဲ့ထက်ထားရမလား ခဏနေ ကျုပ်ကိုမဖမ်းပါနဲ့ဗျာကျုပ်ကိုမဖမ်းမနဲ့လှုပ်ပေးမယ်ဆိုရင်လေဆရာတို့ရဲ့အကျိုးအမြတ်ရှိမဲ့တဲ့တင်ကိုကျုပ်ပေးနိုင်ပါလေဗျာ ငါတို့အတွက်အကျိုးရှိမယ်ဟုတ်လား ဟုတ်ကဲ့ ဘယ်လိုသတင်းမျိုးလဲပြောသမ်းပါ ဟိုကျုပ်ကတောထဲမှာငငယ်လေးတွေကကြီးပြင်းလာခဲ့တာဆိုတော့တော်ကျွမ်းနေလေဆရာရဲ့ဟိုဆရာတို့ကိုပုံကန်နေတဲ့ဓမြရောင်ရောင်တော်လိုင်းသမားရောင်တွေရဲ့စကားကိုကျုပ်ဆိုငန်းပေးလို့ရပါတယ်ဗျာကျုပ်ကတောထဲမှာဖြတ်သွားဖြတ်လာနေတဲ့အဲ့ကောင်တွေကိုမြင်တွေ့နေရတာဆရာရဲ့ မင်းတကယ်ပြောရနော် ဟာဟိုကျုပ်ဆရာတို့ကိုမလင်ဝန်းပါဘူးဆရာရဲ့ ကောင်းပြီလေမင်းပေးတဲ့သတင်းနဲ့အမှန်ဖြစ်မယ်ဆိုရင်တော့မင်းကိုထိုက်ရတဲ့တန်စုချင်းမြင်မယ်တန်းစိန်သူ့ကိုပြန်လုပ်ပေးလိုက်တော့ ရက်စော
ဘာလို့ပြေးတယ်ကွာမင်းပြေးတာဒီနေ့တကွေးမှာတော်လိုင်းလုံးနေတဲ့ဘုံဘိုးသီးဖွဲ့ခုရတော်လိုင်းအောင်မြင်အောင်မင်းတို့ရှိတဲ့စက်ကြီးတော့ဟုတ်ပြီဘာမှမပါဘူးကျွန်တော်တို့ရွာမှာဒုက္ခရောက်နေကြောင်းလာကြပါသင်တို့ပြန်ပြီးတော့ဘယ်ကွာကျွန်တော်ပြည်ပြန်ပြီးတော့ဒါဘယ်လိုလဲဟာဟောလဲ ခင်ဗျာတင်ရလား ဘာတင်ရလဲကွာငါမျိုးစစ်တော်လိုက်သမားကွာ ဝမ်းသာကြလားမျိုးပေါ်မှာပလေးတက်ဖွဲ့အသေးတွေရောက်နေရဗျသူတို့တွေကတုံးနှင်းပြီးတော့ခမရောက်တက်ဖွဲ့တွေအားလုံးချင်းမုန်းမယ်လို့သတင်းထွက်နေတယ်အဲ့ဒါကြောင့်ကိုဗစ်မှာလူမျိုးတွေလွတ်လပ်ရဖို့တိုက်ပွဲဝင်နေတယ်ခမရောက်ဒုက္ခရောက်မှာဆိုလို့ကျုပ်ကလာပြောတာနော် မင်းပြောအသေးကြ ဟာသိကြပါလေဗျသိကြပါလေ အဲ့ဒါဆိုရင်မင်းကငါ့ကောင်းဆောင်ဖြစ်ပြီငါတော့လိုက်ခဲ့ ဟုတ်ကဲ့ ရှင်တော်တော်သက်သာနေပြီပဲကျမစကားမှနေရတော့အဆင်ပြေရလား ပြပါလေဗျာကျုပ်ကတန်တက်တာတဲ့အထိစခန်းမှာခေါ်ထားပြီးတဲ့အတွက်ရှင်မုံကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်နေဆိုရင်ကျမတို့တစ်ခုလောက်ပြန်ကူညီပါလား ဘာများလဲဗျာပြောလေ မျိုးချစ်တော်လန်ရေးသမားတွေကိုလိုက်တက်နေတဲ့လင်းယုံနီးဆိုတဲ့လူကိုကျမလက်ရဖမ်းကျင်တယ်အဲ့ဒီကိစ္စကိုသာရှင်ကူညီမဲဆိုရင်တော်တော်လေးအဆင်ပြေမှာသူ့ရဲ့ဆွမ်းစာကိုရှင်လဲသိနေတာပဲကျမတို့ကြီးပဲဆိုရင်ဘလို့မှမဖြစ်နိုင်ဘူး မမ်မောဘလို့ဖြစ်လာလဲ စခန်းသားမှာကင်းကြနေရအောင်စရာသတိလေးနဲ့တွေ့လို့ခေါ်လာတာသတိရလာပြီမင်း အောင်စရာအဆင်ပြေရလား ရပါဗျာ ဘလို့ဖြစ်ရတော့ ကျွန်တော်စကားသားမှာကဲဆောင်နေလို့လူတယောက်ရောက်လာတယ်ဗျပလိတ်သတိပေးမယ်လို့ဆိုလို့ကျွန်တော်စကားကိုခေါ်လာခဲ့တာဟာကျွန်တော်နောက်ကကြိုက်ပါ ဒါဆိုရင်စကန်လာတဲ့ရန်သူကရောက်နေပြီပေါ့ဟုတ်ပါလေရောဒါလင်းယုံနီးပဲဖြစ်ရမယ်အဖွဲသားတွေအားလုံးသိမြင်ထားကြတော့ ရှင်မုံကျုပ်ရဲ့ပထမအစီအစဉ်ကတော့ဒဏ်ရာတက်တာနဲ့ရမုံတို့စခန်းကသွားမယ်လို့ဆုံးဖြတ်ထားတယ်ဗျာအခုရမုံတို့ကြည့်ရတာမကြခင်မှာရမုံတို့စခန်းကိုအန်ဒီရကြောက်လာနိုင်တယ်အဲ့ဒါကြောင့်ကျုပ်အခုလောတယ်တော့ရမုံတို့နဲ့ခဏပူပေါင်းမယ်လို့ဆုံးဖြတ်ထားတယ် အဲ့ဒါဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဆရာ
တော်တွေကတော်လိုင်းစကန်တစ်ခုရဲ့မြေပုံပါဆရာပြီးတော့အဲ့ဒီစကန်ကိုလည်းကျုံမျက်စိနဲ့ကိုယ်တိုင်တွေ့ခဲ့တာနော်လူရင်းဘယ်လောက်ရှိလဲ လူဝင်ကတိတ်တော့မများဘူးဆရာရဲ့အများဆုံးရှိရင်20အစိတ်တော့ပဲဆရာ အဲ့ဒါတော့ဆိုရင်ငါတို့ play ရင်အများကြီးသုံးကြမှာပေါ့ဟောငါရဲ့ဂီတိုင်းမင်းတို့စု ကျေးဇူးတင်ပါတယ်ဆရာရဲ့ကျေးဇူးတင်ပါတယ်ဒါနဲ့ဆရာတို့ကအဲ့ဒီစကန်ကိုဘယ်နည်းလောက်တော့တိုင်မှာ ဒီကိစ္စကိုမင်းသိကြမလို့ပေါ့ကဲမင်းသွားလို့ရတယ်ကျမတို့မျှော်လင့်ထားတဲ့အတိုင်းမနေ့ကလင်းုံကြီးရောက်မလာခဲ့ဘူးဒါပေမဲ့အားလုံးမပေါ့ကြပါနဲ့စခန်းကိုလည်းဂီးယူဆိုင်ပါလက်နက်တွေကိုလည်းကိုနဲ့မကွာစောင့်ထားကြပါ ရှင်မောကျုပ်တခုတော့ပြောပြစီလင်းယုံနေလိုလူမျိုးကိုကျုပ်တို့တွေမျက်နှာချင်းဆိုင်တိုက်ခတ်ဖို့လွယ်မယ်မထင်ဘူးဗျာ အဲ့တော့ရှင့်မှာဘာကြံရှိလို့လဲ မင်းရောက်လာပြီကွာဟမ်ငါတော့မင်းကိုစောင့်နေမင်းတတိရတာပြီကွာဟမ်ဒီသားပြမှာရှိ ငါမင်းကိုတတိမရတော့ကောင်းဆိုကဲဆိုဒီကောင်းပါလားဒီမောသူတတိရတာပြီဆိုတော့ငါတို့သူ့ကိုတက်လိုက်သူ့ကိုဘယ်လိုတက်တယ်ဆိုတော့သူကြည့်ပါခါနဲ့ရှင်းလိုက်ကြတာပေါ့ နင်းကိုဘူးကျမသူ့စီကရှင်ဘာကြောင့်လူတွေလိုက်တတ်နေရလဲရှင်ဖြေလေ မင်းတို့ငါ့ကိုတတ်မလို့မို့လားတတ်လေ ကျမမေးတာကိုပဲရှင်ဖြေပါ အေးဘောလေမင်းတို့ကသိတင်တာပေါ့ငါတတ်လို့မသေးပဲကြံခဲ့တဲ့မင်းတို့တွေသိတင်ပါတယ်မင်းတို့သိချင်တာလွန်ခဲ့တဲ့အနှစ်20လောက်တော့ငါရဲ့ငါအဖေရဲ့ငါအမေရဲ့ပြီးတော့ဖေးတယ်ကွာဖဲမပြေးဗျာဒီနေ့တကွေးမှာတော်လိုင်းလုံနေတဲ့ဘုံဘိုးသီးဖွဲ့ကူလည်းတော်လိုင်းအောင်မြင်အောင်မင်းတို့ရှိရစက်ကြီးကောက်လာပေါ့ဟုတ်စီဘာမှမပါပါဘူးဗျာကျွန်တော်တို့ရွာမှာဒုက္ခရောက်နေလို့ကြောင်းလာကြပါကျွန်တော်တို့ပြန်ပြီးတော့ဖေးကွာကျွန်တော်ဒီပြန်ပြီးပါဗျာအဖေကိုဖဲတယ်ဟာ
阿米巴里有这个，啊，这也格来咱们去，都路，真的。အခုမင်းတို့ငါ့ကိုတက်ချင်တယ်ဆိုရင်မင်းတို့ငါ့ကိုတက်လို့ရတယ် တတ်မှာမင်းခေါင်းကိုတက်တဲ့ပြီရင်မင်းရဲ့တန်ကိုကြက်တယ်မင်းကိုမကယ်နိုင်ပါဘူး မတတ်ပါနဲ့ကိုလို့လေကိုမတတ်ပါနဲ့မာနေပြီအရန်မာနေပြီအဲ့ဒါတွေကအထင်လွဲနေတာပါအဖြစ်မှန်နေမဟုတ်ဘူးအဖြစ်မှန်လို့ဒီလိုပါ တကယ်လူသက်သမားအစ်စ်တရားတော်လန်ရေးအယောင်ဆောင်လူတက်ပြီးဓမြတိုက်နေတယ်နေချာပလိတ်ငတိုးတို့အဖွဲပါဘိုးကညီမလေးကိုသမီးအရင်တယောက်ကိုဆောက်ရှောက်ခဲ့ပါတယ်ဘိုးကတော့လွန်ခဲ့တဲ့3နှစ်ကတိုက်ပွဲတစ်ခုမှကြာသွားခဲ့ပါတယ်အားကြောင့်ညီမလေးကဒီခွဲကိုဦးစီးပြီးတော့အဲ့ဒါတိုက်ပွဲဝင်နေရပါဒါဆိုရင်မင်းအခုညီမလေးပြောနေရတာအမှန်နေလားယင် အားလုံးအဖြစ်မှန်နေပါကိုကြီးအဆိုတော့အမားတို့လည်းဖြစ်တယ်မမပါဘူးကိုကြီးရဲ့တကယ်လို့ညီမလေးတို့မိသားစုကကန်ဆိုးခဲ့တာပါဘာပဲဖြစ်ဖြစ်ကန်ညီမကညနေသားပေးလို့ကိုကြီးနဲ့ညီမလေးခုလိုပြန်ဆောင်သွားပြီလေ ဘာပြောနေကြတာတော့ဘာကြမို့ဆွေမျိုးရေးဖြစ်နေပါလေရန်သူကရန်သူပဲသူကတာမန်ရန်သူပုံငါတို့တိုင်းပြည်ရဲ့ရန်သူတက်ရရောက်တတ်မှာရှင်းရရှိတော့ငါရှင်းပြပါ မတက်ရဘူးကျမကိုမှားခဲ့တယ်ဆိုတာသူမသိလို့မှားခဲ့တာဟေးအားလုံးနားထားဒါကျမရဲ့အကိုပဲသူ့ကိုသိနေလား ရှင်းဖို့ဒီဘာတွေယူလာနေရတော့သူ့ကိုကြိုးပြီးပြီးတော့ငါတို့ပြန်မတက်ပါဘူးလေအာမခံ အာမခံတယ်ကျမအသက်နဲ့ထပ်ပြီးတော့အာမခံတယ် ကောင်းပြီ ကျုပ်အမားတွေအားလုံးတွေငါတို့အားလုံးကျုပ်တောင်းပါမယ်အဲ့ဒီအမားတွေပဲကျုပ်ပြန်ပြီးတော့မောင်လုံးအင်းတိုင်ရွာတို့ကြီးဥပဒါစီကဘာသတင်းများရလဲ ဘာသိမှမမြင်ပါဘူးဆရာ ဘာသတင်းမှမရဥပဒါဘာတွေများဖြစ်နေပါလဲ ဟ
လင်းယုံဒီဒီကအလုံးလောက်တာမှမအောင်မြင်လို့များလားမသိဘူး ဟာမင်္ဂလာပါဆရာ မိုးစီမင်းရောက်လာဘာကိစ္စလဲ အော်ဟိုတနေ့ကကျွန်တော်ပေးလိုက်တဲ့မြေပုံတွေကစခန်းကိုဆရာတို့တွတ်လိုက်တာအောင်မြင်လာလို့လာမိတာပါဆရာဆရာတို့စီကကျုပ်ဘာအကျိုးမဲ့မှလိုချင်လို့မဟုတ်တော့ဆရာတို့အစင်မပြေလို့ရှိရင်ကူညီပေးအောင်တက်တက်လာခဲ့တာပါ ဩအဲ့ဒါဆိုမင်းပေးခဲ့တဲ့မြေပုံတွေကစကန်နောက်တစ်ခေါက်ပြန်သွားပေးနိုင် ရတာဟောဆရာရဲ့ဘာဖြစ်လို့လဲဆရာတို့ကတော့မတိုက်ရသေးဘူးလား မတိုက်ရသေးပါဘူးကွာပုံပုံလင်းလင်းပြောရမယ်ဆိုရင်အဲ့ဒီစကန်ကိုတိုက်ခိုက်ဖို့ငါတို့ကလင်းယုံတွေကိုအတုံးချခဲ့တာကွာအခုအဲ့ဒီကောင်စီကဘာသတင်းစားနာမှမရဘူးအဲ့ဒါကြောင့်မင်းကိုအဲ့ဒီစကန်ကိုပြန်သွားခိုင်းနေရ အဲ့ဒါဆိုရင်တော့ဆရာတို့ကျုပ်ကိုတစ်ခုလောက်ကူညီပြ ဘာကူညီပေးရမလဲပြောလေ ကျုပ်ကို6လုံးမျိုးတက်လက်လောက်ပေးလိုက်ပါလား 6လုံးမျိုးမင်းကဘာလို့ပို့လဲဟိုပါလေ6လုံးမျိုးတက်လက်နေနဲ့အဲ့တော်လိုင်းစကန်တစ်ခုလို့မင်းကတိုက်ခိုက်မို့လားမင်းသိသွားမယ်နော် ဆရာရဲ့6လုံးမျိုးတက်လက်နေတော့ကျုပ်ကသွားတိုက်မလားဗျဆရာတို့ရဲ့တာဝန်ကိုလည်းကျုပ်ကနားလဲပါတယ်ဗျအဲ့ဒါကြောင့်မီဂျိုမောင်းပြက်ထရပဲဖြစ်ဖြစ်ဗျာကျုပ်ကိုတက်လက်လောက်ပေးလိုက်အဲ့ဒီတနက်ကိုတစ်ချမ်းမှောင်ဖောက်ရပါနဲ့အဲ့ဒီပွဲကိုအောင်မြင်အောင်ကျုပ်လုံးနိုင်ပါတယ်ဗျ ကောင်းပြီမောင်လုံးဘီဂျိုမောင်ပြစင်းနဲ့6လုံးမှုတက်လက်ကိုတို့ထုတ်ပေးလိုက်ဟဲ့နေလေး မင်းကိုပဲသွားတယ်မင်းကိုကူလောရွာထဲမှာပျောက်ပျောက်နေတာတော့ကြတယ် မသိဘူးဗျကျွန်တော်လည်းစကားကောင်းမပြောရံဖြစ်တာရဲ့ ဟဲ့ကောင်မင်းလာလိမ့်နေနဲ့ဒီရွာလေးချုပ်ဆက်မှာပလိတ်ဖွဲ့တွေကိုတယောက်တည်းလိုက်တိုက်ခိုက်နေတာမင်းကိုလုံးငါတို့သတင်းရတာတယ် ကိုကြီးမဟုတ်တော့ပါဘူးကြီး ဟဲ့ကောင်ငါတကြီးလောက်စားနာအနှစ်30ရှိပြီမင်းမျက်နှာကိုကြည့်တာနဲ့လိမ့်နေဆိုတာသိတယ်မင်းကောင်းကောင်းမင်းကောင်းဖြေတော့ မသိဘူးဗျ ကောင်းမင်းလို့မကောင်းကောင်းမဖြေတယ်ကောင်ကြောက်ကြောက်ဖိုင်ကိုဘာတွင်းညာလဲကိုကြီးကိုကြီးကိုကြည့်ရတာမပြောသလိုပဲညီမလေးနဲ့ပြန်တွေ့တာကိုဝမ်းမသာဘူးလား မဟုတ်ပါဘူးညီမလေးရဲ့အရင်တော့မားခဲ့တဲ့အမားတွေတွေရှေ့ဆက်ဘဝကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာကိုကြီးကတွေးနေရပါ ကိုကြီးရဲ့အရင်တော့မှားခဲ့တယ်ဆိုတာကိုကြီးမသိလို့မှားခဲ့ရလေနောက်မမှားဖို့ပဲအရေးကြီးရပါပြီးတော့ကိုကြီးလိုလူစွမ်းကောင်းတစ်ယောက်ကညီမလေးရဲ့အကူဆိုတော့ညီမလေးကလေအရမ်းပဲဝမ်းသာဂုဏ်ယူမိရဲ့သိလားတိုင်းပြည်အတွက်လူစွမ်းကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ပို့ပြီးတော့ဝမ်းသာနေမှာ ရမုန်းနဲ့ကျုံနဲ့တိုင်ပင်ထားတဲ့အတိုင်းလင်းယုံနီကိုဖမ်းဖို့ကိစ္စအခုလင်းယုံနီနဲ့ဆင်ပြေသွားပြီဆိုတော့ကျုပ်တယ်ပုံနေမြကြားနေမြနေချင်းပြီဗျာအဲ့ဒါကြောင့်ဒီစကန်ကထွက်သွားဖို့အတွက်ရမုန်းလာပြီးခွင့်တောင်းတာ မဲမောဒီလာလေအင်းနိုင်ရောင်မှာကိုထုံးလင်းရဲ့ညီနေလင်းကိုတကြီးဘာသာနဲ့ပလိတ်တွေဖမ်းပြီးနှိမ့်ဆက်နေကြတယ်အဲ့ဒါရွာဆက်သားတယောက်ကျုပ်ကိုလာပြောလို့သတင်းလာပြီးတာဗျ ငါညီကိုဖမ်းရတယ်ဟုတ်လားဘယ်မှာသားတွေငါနဲ့တွေ့မယ်ရမုန်းကျုပ်သွားကြမှာဖြစ် ကိုထုံးလေးဒီရဲ့ဒီမှာဒီပြည့်ပြီးတော့ဒီမှာလေကိုထုံးလေးညီကိုသွားခဲ့ ကျုပ်လည်းလိုက်ခေါ်ဟုတ်တယ်လာပါအားနေ မင်းကဘာမလဲမင်းကဘာမလဲတော့မင်းနေလေကွာ ဟေးအဲ့ကောင်ရောက်စင်ပေးသားကွာ ဟေးရောက်ကျုပ်ညီကိုခဏတော့မတရားမလုပ်နဲ့တော့ကြောက်
ငါမတတ်ပါနဲ့ကွာမင်းနဲ့ငါနဲ့အလုပ်တွေအများကြီးလုပ်ခင်ဘူးလေကွာ တက်တာကညီလေး ညီတော့ခံနိုင်ရှိပါတယ်ကိုကြီးပြီးတော့သူတို့ကျွန်တော်ဘယ်တော့ပဲရိုက်နေပြီးမေးညီကိုကြီးကြောက်ဘာမှမပြောခဲ့ဘူးနော် ဒီပါညီလေးဒီတို့ကိုယုံပါတယ်ကွာကျမကျုံညီလေးဒဏ်ရလာတယ်ဆိုတော့ရမုံတို့စခန်းမှာနောက်တစ်ပတ်10လောက်တော့ထွေးနေကုန်ပြီပါနော် ရပါတယ်ကိုထွန်းလေးရဲ့အဲ့လောက်ကတော့ကျမကူညီနိုင်ပါတယ် ကိုနေကျုံညီလေးကိုတွားခဲ့တဲ့ကိစ္စမှာခင်ဗျားဝင်ပြီးကူညီပေးတဲ့အတွက်ခင်ဗျားတို့ကျေးဇူးတင်ပါတယ်ဗျာ ရပါတယ်ဗျာကျုပ်မားတွေအတွက်ပြည့်စက်မယ်လို့ပြောပြီးသားပဲပြီးတော့ဒီလောက်နဲ့လည်းကျုပ်ကျင်းနေနေမှာမဟုတ်ပါဘူးဟောဒီကကျုံညီမလေးနဲ့ပေါင်းပြီးတော့တိုက်ပွဲဝင်သွားဖို့လည်းဆုံးဖြတ်ထားပါတယ် ကိုကြီးတကယ်ပြောရလား တကယ်ပြောတာပေါ့ညီမလေး စကန်နာမှာဒီကောင်ရစ်တီလုံးနေတယ်လို့ကျွန်တော်ဖမ်းခေါ်လာရဲ့ မင်းနာမည်ကဘယ်လိုလဲ ကျုံနာမည်ကမိုးဆွေပါဗျာ နေတော့မင်းကဒီစကန်တော့ဘာလုပ်တာလဲဟဲ့မင်းတော့မောက်တာ ကျုပ်ကမြိုင်သာမျိုးကရာဇဝတ်ကိုတက်ပြီးတော့6လုံးမျိုးယူလာခဲ့တာဗျာပလေးတွေကျုပ်ကိုလိုက်ရှာနေရတယ်ဒေါ်လာရင်းတက်ဖွဲ့တစ်ခုနဲ့ပူပေါင်းဖြစ်မယ်ထင်လို့ဒီတော့တွေထွက်လာခဲ့တာအကိုတို့ဘက်နဲ့ခုတော့တွေ့ရတာကိုကျွန်တော်ဝမ်းသာပါတယ်ဗျာ မင်းကရောင်စည်းကိုတတ်လာတာကောင်းတယ်ကွာကောင်းတယ်မင်းပုံစံကြည့်ရတာလေခင်မဲ့ကောင်းတော့မဟုတ်ဘူးဘာဖြစ်အခုလိုပလိတ်ကိုမုန်းတဲ့လူချင်းချင်းလာတွေ့ကြတာဆိုတော့ဘာဖြစ်ငါတော့မင်းကိုကြိုးစိုးတယ်ကွာ ကိုထွန်းလေးမြိုင်သားရာဇဝတ်ကိုသူတက်လာတာဆိုတော့ကျမတို့တွေလူလှုပ်ပြီးတော့အဲ့မြိုင်သားမှာအခုအမှုဖြစ်မဖြစ်စုံစမ်းကြည့်မကောင်းလား ရှင်းမို့မြိုင်တာမျိုးဆိုတာနဲတဲ့ခီးမှမဟုတ်တာကြီးကွာသွားစုံစမ်းတော့ဘလို့ဖြစ်နိုင်မှာတော့သူ့ဒီစကားမှလက်ခံလိုက်ပါ ကောင်းပြီလေကျမလက်ခံလိုက်ပါမယ်ကျမတို့ဖွဲ့တယ်လေလူဝင်အားတူတာပေါ့ကဲမိုးဆွေမင်းစင်ပြေလို့ပြီးလိုက်တော့ ကျေးဇူးပါဗျာ သူ့ခေါ်ရလိုက်ပါ ညီလေးတက်တာရလားညီလေး တတ်တာပါလေ ဟိုဒဏ်ရာလေးပြောက်တော့ဒါလေးဆက်တော့လိုက်ပါတက်တာတက်တာရ ကိုထွန်းလေးညီတက်တာရလိုအပ်တဲ့ကူညီရှိရင်ပြောပါရမုံတက်နိုင်ဆုံးကူညီပါမယ် ဟိုကျွန်တော်ညီရဒဏ်ရာတော့တက်တာပါလေဗျာဟိုအခုလိုကျွန်တော်တို့နှစ်ယောက်ကိုဒီစခန်းမှာခေါ်ထောင်းအောင်လုပ်နေတယ်ဟိုရမုံကိုကျေးဇူးတင်လာပါပြီ မလိုပါဘူးရှင်ဒီလောက်တော့ကူညီရမှာပေါ့ပြီးတော့ကိုထွန်းလေးကတခြားသူမှမဟုတ်တာရမုံတို့လိုပဲနေချက်တွေကိုမုံတီးပြီးတကူတော့တိုက်ခိုက်နေတဲ့သူပဲရမုံကူညီရတန်ပါတယ်ပြီးတော့ကိုထွန်းလင်းတို့ညီကိုနှစ်ယောက်အခုလိုမျိုးပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကိုကြည့်ရတာနဲ့တင်ရမုံကြားတွေကပီတိဖြစ်မိပါတယ် ဟုတ်တယ်ဗျာဟိုတိုက်ဆိုင်မှုကြောင့်ပဲပြောရမလားကံကြမ္မာကြောင့်လို့ပဲပြောရမလားတော့မသိဘူးဗျာဟ
ဒီစကမ်းမှာကျုပ်တို့ညီကို2ယောက်ကရမုံလုံးမောင်နှမ2ယောက်ကလာဆုံးတာကျုပ်ကတော့အယောင်ဝမ်းသာတယ်ဗျာကျုပ်ရမုံကိုကျုပ်ပြောစရာတစ်ခုရှိတယ်ဗျာ ဘာမှပြောမလို့လဲ ကျုပ်တကူတော့တော်လိုင်းလောက်ထားတော့ကျုပ်နေတဲ့နေရာမှာလေပလိတ်တွေရဲ့ဝစ်စားတွေရဲ့လက်နက်တွေရဲ့ရှိတယ်ဗျာရမုံတို့စကမ်းမှာလွှဲမယ်ဆိုရင်တော့ယူသုံးနေ ကျုံမှာတော့အကြံတစ်ခုရှိတယ်ဗျ ကိုနေဘာကြမ်းများလို့လဲဒီလိုဗျ အခုမရမုံတို့ကိုထုံးလင်းတို့ဘယ်သွားလဲဗျစကားမှလည်းမတွေ့ဘူးနော် ကိုနေအောင်ဥဆောင်ပြီးတော့မနဲ့အစောကြီးကထွက်သွားကြတာဗျဘယ်သွားရတော့ကျွန်တော်လည်းမသိ ကျုပ်တို့ဟာဒီဘုရားကနေပြီးတော့နားရခါတာတော့လည်းဖိုင်ပြီးပြောလာတယ်ဆိုတော့လမ်းမှာလမ်းကျုံနေတဲ့တေဆန်လေးတယောက်ကိုခါတာဒါနဲ့ခင်ဗျားတို့ဌာနဟုတ်တယ်လို့ပြော ဆရာမသိပြအတင်းထုတ်ပါဘယ်သွားလဲတော့မသိဘူး သူလာတဲ့တော့ကျုပ်တို့မဆောင်နိုင်ဘူးသူကြီးကအေးရကောင်ဆိုရဲထည့်ပြီးတော့ကျုပ်တို့လည်းတော့လိုက် လေမရလာရဲ့ဒီကောင်ချိုးတဲ့လိုက်ကျုပ် မောင်လို့ရေးကြီးတော့ပြန်ဘာဖြစ်နေရ တယောက်တွေ့ရတဲ့အတော်ပဲဟုတ်အခုပဲဖုံးဝင်လာတယ်ဆရာဌာန6ကလက်နက်တိုက်ကိုပလက်အောင်ဆောင်ပြီးအခွက်တစ်ပတ်ဝင်တိုက်သွားလို့တဲ့လက်နက်တွေဘာလို့ဘာမှပါမတော့ပြောတယ်ဆရာ ဟုတ်လားဘယ်ချင်းကဝင်စီရတယ်ဗော အခုလေးပဲဝင်စီးသွားတယ်ဆရာ ဒါဆိုဟိုးဆွေသတင်းပေးရစကန်အကောင့်တွေပဲဖြစ်ကဲမောင်လို့ပြိတ်သားတွေအများစုပါ Yes sir ဟာဆရာဟိုမှာဟိုမှာကျုပ်ပါဗျ
မိုးဆွေဘလို့ဖြစ်တာဒါလင်းယုံနေရဝက်ဆိုင်နေ ဟုတ်တယ်ဆရာရဲ့ကျုပ်လင်းယုံနေရဲ့အဝတ်စားတွေရဲ့သူ့ရဲ့လက်နက်ကိရိယာတွေခိုးလာခဲ့တာဗျာဟိုဆရာတို့တွေအထင်ကြီးနေတဲ့လင်းယုံတွေကဗတ်ပြောင်းသွားပြီဗျာပြီးတော့တော်လိုင်းရေးကောင်းဆောင်ရမုံရဲ့တကူတော်တော်လိုင်းရေးသမားထွန်းလင်းရဲ့လင်းယုံနေရဲ့တော့ပေါင်းသွားပြီဆရာရဲ့ဆရာတို့တွေအခုချိန်သွားတိုက်လို့ရှင်တော့မနိုင်တော့ဘူးတော့ ဘာလို့မနိုင်မှာလဲငါတို့မှာလူဝင်အားတွေလက်နက်တွေကိုတို့တယ်အများကြီးတာတယ် ဆရာရဲ့ကို့အတွက်လည်းဘာအကျိုးမြတ်မှမရှိဘဲနဲ့ကို့လူတွေဒုက္ခရောက်မဲ့လို့တော့မလုပ်ပါနဲ့ဗျာဟိုကျုပ်မှာအကြံတစ်ခုရှိတယ်ဗျာ ဘာကျင်ပြောသမ်းပါ ဟိုတော်လိုင်းသမားတွေကိုထောက်ပံ့နေတဲ့မြို့ကတထေးတွေရဲ့စင်ကျုပ်မှာရှိတယ်ဗျာအဲ့ဒီတထေးတွေကိုနှိပ်ကိုလိုက်လို့ရှင်တော်လိုင်းသမားတွေဘယ်လိုလုပ်ရည်တည်ရတော့မှာလဲ ဘလို့နှိပ်ကုန်မလဲ ဓမြတိုင်းပါ ဘာဟဲ့အောင်မသွားလို့ရတယ်ဆရာလေဟိုဆရာအောင်ကျုပ်ကအကျိုးမဲ့အောင်တိုက်မှာပေါ့ဆရာရဲ့အချိန်တိတ်ပြီးတာမလို့ဆရာတစ်ဖက်လောက်လေအချိန်တစ်ဖက်လောက်ပြေးလာတယ်ဆရာနဲ့ကျုံနဲ့နေအောင်လို့စကောင်အေးစစ်ပြလိုက်ရတယ်ဆရာကျုပ်ကဒီဝိစုံနဲ့ဓမြတိုက်တော့နေအောင်လဲနံပါတ်ပြပြီးသားဖြစ်သွားတယ်ဆရာကျုပ်ချင်မကောင်းဘူးလား ဟာရောက်ဒီမှာပလိုက်တယ်ကွာပလိုက်တယ် ငါတို့တွေပါကွာသူတို့အတီးဥသွားလို့ပေါ့ကွာလုံးမဆိုလို့ကတော့ သိလေဒေါသထွက်မနေပါနဲ့ကိုတို့နဲ့ကျုပ်တို့တွေအခွင့်အရေးတွေအများကြီးရှိပါသေးတယ်ဒီမှာချိန်ထားခဲ့တယ်ကျုပ်ရဲ့ဝတ်ဆောင်ရောက်ပါ ဘယ်လိုလုပ်ကြမလဲကိုကြီး ဟုတ်ဆွေရပါတော့ဘောဆက်ပြေးပြီလားကွာ မိုးစင်စတော့အဲ့တဲ့ဝင်သွားပြီဘယ်တော့သွားလဲမသိဘူး မိုးစင်မရှိတော့ဘူးလေတော်တော်ကြီးကျုပ်ထင်လိုက်တော့လေအဲ့မိုးဆွေဆိုကောင်စခန်းရောက်ကြတယ်ကျုပ်ဒီကောင်ကိုတင်လာတာမဟုတ်အခုလည်းဒီကောင်ကျုပ်ဝစ်ဆောင်ယူသွားပြီးတော့ဘာလုံးမလဲမသိဘူးကျုပ်ဒီကောင်တော့ကိုလိုက်မှဖြစ်တယ် ကိုကြီးညီမလေးလည်းလိုက်ခဲ့မယ်လေ လိုက်ခဲ့ပါနဲ့ညီမလေးကိုကြီးဒီကောင်တော့ကိုလိုက်ပြီးတော့စုံစမ်းကြည့်ပါဦးမယ်ချိန်နေထုမှာကိုကြီးပြန်ပြီးဆက်သွယ်လို့ဟုတ်ပြီကဲအချိန်ရှိသွားပြီ အဲ့ဒီခမရစီမှာရှိတဲ့ပစ္စည်းတွေကဒါကုန်ပဲလား ဒါကုန်ပါပဲဗျာကျုပ်ကတော့မကတ်ပါနဲ့ဗျာဒါကုန်ပါပဲ အဲ့ဒါဆိုရင်ခမရလေဘေးရဆွဲကြိုးရဲ့လက်ကလက်စုပ်တွေအခုချုပ် ကျွန်တော်မတန်ပြီးတော့ မင်းချုပ်ခမရမြင်မြင်မှန်ကျုံနာမည်လေးယုံဒီရတွေကကျုပ်တိုက်လို့ရတာတွေလေ ဒီလိုကနေဘဝမှာရှိတာစာကုန်ပါယူပါကိုလူယူသွားပါ စိတ်ချပါဗျာလေးယုံနီးဆိုတဲ့ကျုပ်ကကျုပ်လိုချင်တာကိုရလို့ရှိရင်ကြောက်မဲ့တက်တက်ကိုတက်တာငါချမ်းသာတော့မယ်ငါချမ်းသာတော့မယ်ချမ်းသာရုံနဲ့မကောက်ဘူးမနေ့ပြန်ကြလို့ရှိရင်အောင်သိန်းနဲ့ပလေးအဖွဲ့တွေကိုနေအောင်တို့စကားကိုလိုက်ပြမယ်နေအောင်တို့အဖွဲ့ကိုအားလုံးအပြည့်ရှင်းပြီးတာနဲ့လေးယုံနီးဆိုတဲ့တော်လိုင်းသမားတွေလိုက်တက်နေတဲ့လူဟာငါဖြစ်သွားပြီပေါ့အဲ့ဒီခါကြလို့ရှိရင်ချမ်းသာရုံနဲ့မကောက်ဘူးငါနာမည်လဲကြီးမယ်အဲ့ဒီခါကြလို့ရှိရင်ဟောတာလေးတွေကိုဟောတယ်လို့ဟောတယ်လို့မောင်လုံးဒါစိန်ရှင်းဒီတော့ပြီလား ရက်တော့
也背着你，赶紧去。别糊涂，俺没那里。在那等你家里，快那里！说你俺都是看我们要的，俺说人多赶紧开干，给抓上没？好，连下里人，好了，卢志贵下下，开始，来。တော်တော့ အခုရှင်းလာခဏ
ဘာလို့ ကိုတော်ထဲမှာစားဖို့အတွက်ဒီလေးကကြောက်တယ်လို့ပြော နားငယ်ကိုတော့လာ ဟုတ်ရော တက်တာလည်းဒီလား 你这条道看来是有点不一样。这我不老被人家你公交朋友约给我。ဒီကကြီးရုပ်ကိုရုပ်ပါ ကဲညီမလေးဒီနေရာတော့ကိုကြီးရင်တော့ခေါင်းခဲ့တယ်အခွက်တွေအားလုံးတော့လည်းဒီနေရာကဒီလိုပါလို့ပြောရှိခါအတွက်ကလည်းကိုကြီးဒီမှာခေါင်းခဲ့တော့ထားခဲ့တဲ့ရှိခါကြောက်တွေကတစ်ခွက်လုံးတွေတစ်ပတ်စာလောက်တော့ရပါတယ်ကျန်တာကတော့နောက်မှစီစီကြတာပေါ့ ဒီကတော့သိတော့ဆောက်ကျုပ်ကကျုပ်ကြီးတရားလည်းမရှိတော့ဘူးဆိုတော့ကျုပ်ကခင်ဗျာတောင်းနေရောက်မှမရှိတယ်ကျုပ်တို့တိုင်းပြည်လွတ်လပ်ရတဲ့အထိဟောဒီကရမုံတို့ဖွဲ့နေကူပေါ်ပြီးတိုက်ပွဲဝင်သွားတယ်လို့ကျုပ်ဆိုတယ် ရမုံဖွဲ့မဟုတ်တော့ပါဘူးကိုထုံး ဘာဖြစ်လို့ ဘာဖြစ်လို့လဲဆိုတော့ရမုံကိုတရားမရှိဘူးပြီးတော့ရမုံထက်လဲအကိုကလက်ရုံးလေးလေးအဖဖရရတာပါပါတယ်အားကြောင့်ကိုရဲ့လက်အောက်မှာနေကိုရဲ့ဥဆောင်မှုနဲ့တူတော်လိုင်းရေးခကြီးကိုဆက်လျှောက်တော့ဆုံးဖြတ်ထားတယ်ကိုကြီးဒီမလေးတို့အဖွဲ့ဥဆောင်ပြပါနော် ဟိုဒီ မကြည့်ပါနဲ့ကိုနေကျုပ်ရဲ့ဆန္ဒရတယ်ဟောဒီကရမုံရဲ့ဆန္ဒတိုင်းပါပဲ ကောင်းပါပြီဒါဆိုရင်လည်းကျုပ်တို့ရေလက်တွဲညီညီနဲ့ရှေ့ဆက်ကြ